ကျမတို့ကအကိုတော့ပဲချိန်မှာကျမတို့ရောင်းလိုက်လေဆိုတာကြီးပြောလိုက်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်နမ်တောင်ကျေးရွာမှာကူကောင်တပ် MNDAA တပ်ဖွဲ့နဲ့တရုတ်လုပ်ငန်းရှင်တို့ကရွာသားတွေရဲ့စိုက်ပျိုးမြေတွေကိုမတရားသိမ်းယူနေတာကြောင့်ဒီအပေါ်မှာတာဝန်ယူပေးဖို့ကူကောင်တပ်ဖွဲ့ကိုဒေသခံတွေတောင်းဆိုနေပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလလောက်ကကြံခင်းစတင်ရိတ်သိမ်းတဲ့ချိန်ကစပြီးကူကောင်တပ် MNDAA အမည်ခံတဲ့အဲ့ဒီတရုတ်လုပ်ငန်းရှင်ကဒေသခံတွေကိုအဲ့ဒီမြေယာမှာလုတ်ကင်စားတောက်ခွင့်မရတော့ကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်ကူကောင်တပ်သားတွေကိုမကြာခဏဆေလွတ်ပြီးမြေပိုင်ရှင်တွေကိုလုပ်ငန်းလုတ်ကင်ခွင့်တားမြစ်တာမျိုးချိန်ချောက်တာမျိုးတွေစက်တိုက်လှုပ်ဆောင်ကမြေယာတွေကိုမတရားသိမ်းယူလာခဲ့တာလို့ပြောပါတယ်။မဝါရှာကွေမောပါရှိတေဝါဖေအန်တီကွန်ပရိုပက်ဂျိုကောဆေမိုတိုနီတူကမ်ရီယာကောဆေငါနာအန်တီကိုပဲဝါကရှွန်းတုံငါလေကိုအန်တင်ကျေအန်တီကိုတင်းနံပဲမိုက်ကလိုရှာဆေငါနာကလိုရှာငါတဲ့နီခင်းင်းပြပဲကလိုရှာငါရှိရကို MNDA ကူကန်နီမြင်ကန်နာရှိဝတဲ့ပဲအန်တီပဲဝါจิกชุนตัวงาคุเรงาแต่กูฟีนีป่องตัวงามาอันที่นี่ก็กุมชูแค่จังก็อาจารย์ตัวมีมลีมงานี่งามาดูแค่ตานี่ก็อยากกุชุนตัวงาคุเรงาပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းမှာမြေပိုင်ရှင်တွေကမုံကိုမြို့ကိုကောင်ရုံချုပ်စီကိုတွားပြီးတော့မြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီးတွားရောက်တိုင်ကြားရှောက်တင်ရမှာကူကောင်ဘက်ကတရုတ်နှစ်တကူပြီးမှဒါဖြည့်ရှင်းပေးမယ်လို့ပြောဆိုခဲ့ပြီးလက်ရှိချိန်ထိဘာမှအသုံးပြန်ပြောဆိုလာခြင်းမရှိသေးဘူးလို့ဆိုပါတယ်ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင်ကူကောင်တပ်သားတွေနဲ့အတူအဲ့ဒီတရုတ်လုပ်ငန်းရှင်ကဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာအုပ်ထားတဲ့ပလတ်စတစ်တွေကိုလိုက်သိမ်းတာအခင်းတွေကိုလိုက်ဖြတ်စီးတာတွေကိုနှစ်ကြိမ်တိုင်ပြုတ်လုခဲ့ပြီးအခင်းတွားတဲ့လမ်းတွေကိုလည်းပိတ်ပင်ထားတယ်လို့ဆိုပါတယ်一茶样一碗一茶的样完全一两点就茶的那看条那天茶酱一的茶酱完全就不กับจิกกับนาพาลูกงาบุนี่จิกได้เลยแต่กูน่าจิกได้มันชวนเชียงหมูย่ายิ่งทีรัวมากมันเพียวเลยน้ำยำขักลำโกลูกไก่รัวตัวงากันเลยงาพลาสติกก็ย่าหาไปสักคนก็ยาเลยได้ยี่กว่าอันที่มึงเหมือนนักรัวชดแต่งายิ่งอ่ำไปเลยก็ว่ายิ่งที่น่ายาหันคือชิมันยี่ชายี่ว่าปีกรัวปีมันเพียวคูเวตาหมูอันที่ก็ที่นั่งลูกก็ที่นั่งรัวชาลุงอ่ะดูมีอยู่ลำเพชรต้นอยู่กันเลยงาအခုမြေယာပြဿနာဖြစ်ပွားနေတဲ့နေရာကနမ်တောင်ကျေးရွာဝင်လမ်းမကြီးဘေးမှာရှိတဲ့မြေယာတွေဖြစ်ပြီးလက်ရှိချိန်ထိအိမ်ချေ6အိမ်ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေစုစုပေါင်း15ဧကကိုကူကောင်ဘက်ကသိမ်းယူလိုက်ပြီလို့သိရပါတယ်။တရုတ်လုပ်ငန်းရှင်ဘက်ကစီမံကိန်းရေးဆွဲထားတဲ့အထဲမှာသိမ်းယူမဲ့မြေက30ဧကကိုရထားတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီမြေနေရာတွေမှာဒေသခံတွေကကြံစိုက်ပျိုးကြတာဖြစ်ပြီးအခုကူကောင်တပ်ဖွဲ့နဲ့တရုတ်လုပ်ငန်းရှင်ကကော်ဖီနဲ့မက်ကာဒေမီယာပြိုးပြင်တွေစတင်စိုက်ပျိုးနေပြီလို့သိရပါတယ်။ကြံစိုက်ပျိုးရေးလုပ်ငန်းတစ်ခုတာလုပ်ကင်နေကြပြီးအခြားတက်မူဝန်ကြောင့်လုပ်ကင်ဖို့အခွင့်အလမ်းမရှိတဲ့ဒေသခံမြေပိုင်ရှင်တွေအတွက်အခုလိုစိုက်ပျိုးမြေတွေမတရားသိမ်းယူခံနေရတာကြောင့်ဝမ်းရဲအတွက်စိုးရိမ်စရာဖြစ်လာကအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ပြောပါတယ်။ဒီမြေယာတွေဟာအရင်ဦးသိန်းစိန်လက်ထက်ကနိုင်ငံတော်စီမံကိန်းခေါင်းစဉ်နဲ့သိမ်းယူခံလိုက်ရပါတယ်။9နှစ်ခန့်စီမံကိန်းမဖြစ်မြောက်ပဲရှိနေခဲ့ရာ NLD အစိုးရတက်လာချိန်မှာတော့သိမ်းယူခံထားရတဲ့မြေယာတွေမှာပြန်လည်လုတ်ကန်ခွင့်ရပြီဖြစ်ကြောင်းထုတ်ပြန်လာတာကြောင့်ဒေသခံမြေပိုင်ရှင်တွေကကိုယ့်ရဲ့မြေယာတွေမှာစိုက်ပျိုးရေးပြန်လည်လုတ်ကန်နေကြတာအခု10နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။လက်ရှိမှာတော့ကူကောင်တန် MNDAA ရဲ့အမိန့်လို့ဆိုပြီးတော့တရုတ်လုပ်ငန်းရှင်တူကမြေယာတွေကိုလိုက်လံသိမ်းယူနေတာလည်းဖြစ်ပါတယ်။မူစင်နဲ့မုံပေါ်ကြားမှာရှိတဲ့နမ်တောင်ကျေးရွာမှာအိမ်ခြေ300ကျော်ရှိပြီးဒီနေမြေတွေဟာကူကောင်တပ် MNDAA တောင်တပ် TNL နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ထိန်းချုပ်လှုပ်ရှားနေတဲ့နေမြေဖြစ်ပါတယ်။